အားလုံးပဲမင်္ဂလာပါဒီနေ့တင်တန်းကျောင်းနဲ့ပတ်သက်တဲ့ဟာလေးတွေကိုပြောပြချင်ပါတယ်တင်တန်းကျောင်းမေးလာတဲ့တင်တန်းလူတင်တန်းသားလေးတွေလည်းအများကြီးမေးလာကြတယ်ပေါ့နော်ဆိုတော့ဒီနေ့ကတင်တန်းမှာဘာတွေသင်ပေးနေရလဲဘာတွေလုပ်နေရလဲဘယ်လိုတင်တန်းသားတွေကဘယ်အတန်းကိုလာပြီးတော့ join ကြလဲဆိုတာကိုကျွန်တော်ဒီနေ့တင်တန်းကိုလိုက်ပြီးတော့ပြပြပါမယ်အားလုံးလိုက်ကြည့်ပေးပါဦးဗျကျွန်တော်စီမှာလောလောဆယ်ပေါ့နော်ကျွန်တော်ဖွင့်ထားတာတင်တန်းကပိုင်း၃ပိုင်းရှိတယ်ပေါ့ basic ရှိမယ် advanced ရှိမယ် professional ဆိုပြီးတော့ကျွန်တော်မှာတန်း၃တန်းရှိတယ် basic မှာကျတော့ဘာပါမလဲဆိုတော့လုံးဝအခြေခံလုံးဝစက်မနှင်းတတ်တဲ့လူကစတတ်နိုင်တဲ့အတန်းပေါ့နော်ဒီတန်းကကျတော့အခြေခံစက်နဲ့အခြေခံပတ်တန်းနဲ့စပြီးတော့အခြေခံကိုတိုင်းနီအခြေခံပတ်တန်းလူကိုခန္ဓာရဲ့ user လေးတွေတွိုက်စက်နှင်းတဲ့အခြေခံတွေကလည်းအသေးစိတ်သင်ကြားပေးတဲ့အတန်းဖြစ်တယ်ပေါ့နော်ဒုတိယအတန်းတွေကျတော့ advanced အတန်းပေါ့နော် advanced မှာကျတော့ဝက်တက်ဆက်ဆန်လေးတွေပါလာတယ်ဒီနှစ်ထပ်ချုပ်တာတွေ no bra တွေပေါ်ချောင်းဘယ်လိုသုံးရမလဲဒီစာလေးတွေနဲ့အပြောက်ဘယ်လိုချိုးရလဲဒီတန်းထဲမှာကဒီ basic မှာပြီးသားလူကတော့ဒီတန်း join လာတော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ပို့ပြီးတော့လက်ဝင်တယ်ပို့ပြီးတော့လည်းအသေးစိတ်နိုင်တယ်ပေါ့နော်ပြောမယ်ဆိုတော့ဒါကမြန်မာဝတ်စုံပွဲတက်အတန်းဖြစ်သွားတာပေါ့နော်နောက်ဆုံးတန်းကျတော့ဒီ professional ပေါ့နော် professional အတန်းကိုကျတော့ဘယ်လိုလူတွေကအဓိကတက်ရလဲဆိုတော့အခြေခံရှိပြီးသားဆက်လက်ချုပ်တက်ပြီးသားလူဖြစ်ရမယ်ပေါ့နော်ဒီတန်းကကျတော့ကျွန်တော်အဓိကဒီသူတို့သမီးအတန်းဆိုပြီးတော့ရည်ရွယ်ပြီးဖွင့်ထားတဲ့အတန်းပေါ့နော်သူတို့သမီးတွေလိုအပ်တဲ့ဒီကန်းစာတွေခေါင်းဝင်တွေပါမယ်ထဲမသိမ်းပါမယ်ဒီ wedding gown တွေပါမယ်ခေါင်းဝင်မှာဆိုလို့ရှိရင်စာနဲ့နှစ်ထပ်ချုပ်တာမမိတ်ကိုမှဒီကူတောင်းနဲ့ပါတယ်ရိုးရိုးမမိတ်တွေပါမယ်ပြီးတော့ဒီ wedding gown မှာဆိုလို့ရှိရင် wedding dress အကြီးကိုမှဒီကန်ကန်းတွေနဲ့ချုပ်တာတွေနောက်တစ်ခုမပါမဖြစ်အရေးကြီးတာကြတော့ဒီထိုင်မသိမ်းအပိုင်းပေါ့နော်ထိုင်မသိမ်းရဲ့အယူဆဒီရည်ဒီနာအယူဆလေးတွေပေါ်ဝါအယူဆလေးတွေကိုကျွန်တော်ဒီထဲမှာအသေးစိတ်ထည့်ပြီးတော့သင်ကြားပေးတဲ့အတန်းဖြစ်တယ်ပေါ့နော်ဒီဒီဇိုင်နာလုပ်မယ်လို့ရည်ရွယ်ထားတဲ့လူငယ်တယောက်အတွက်ကကြတော့ level 3ခုလုံးကတော့မဖြစ်မနေတက်ရတဲ့အတန်းပေါ့နော်အတန်းတွေခွဲတက်နိုင်အောင်လို့ကျွန်တော်တို့ကအပိုင်း၃ပိုင်းခွဲပေးထားတာဖြစ်တယ်အမှန်ကတော့ဒီဇိုင်နာတယောက်အဖြစ်ရက်တည်ခြင်းတဲ့လူအတွက်ကကြတော့တင်တန်း၃ခုလုံးကအဖြစ်မနေ join ဖို့လိုအပ်တယ်တကယ်လဲတက်ဖို့လိုအပ်တယ်ပေါ့နော်ဒီ၃ခုလုံးပြီးသွားလို့ရှိရင်တော့ဒါတကယ်ကိုလက်တွေ့မှာဒီဇိုင်နာတယောက်အနေနဲ့တကယ်ကိုချုပ်နိုင်ဖန်တီးနိုင်တဲ့ဒီဇိုင်နာတယောက်ဖြစ်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်